တာလားဒီလိုလေးထားလည်းထိတ်ချမ်းသာတယ်မျိုးထက်တယ်လေပြင်နေဘူးလားနော်ပြင်ရမှာအလုံးမဲမင်္ဂလာပါကျွန်တော်တို့နေမနော်အနားမှာရှိရဲ့ပန်းကြံလေးတွေကိုရှောက်လေးပဲကြည့်ထားတာပေါ့နော်ကျွန်တော်ဒီနေ့အလုပ်သွားတယ်မနက်7 နာရီညနေ9 နာရီအလုပ်သွားတာဆိုတော့သူကကြံခဲ့ရတာပေါ့နော်ကြံခဲ့ရဆိုတော့စိတ်ညစ်ညူးတာပေါ့ညူးတယ်ဆိုတော့ကျွန်တော်လုံညနေ9 နာရီလောက်ပြန်ရောက်ပြီဆိုလို့ဆိုရင်သူလမ်းလျှောက်ပါညာအဲ့လိုစိတ်ပြေပြောင်းလို့လျှောက်သွားကြတာပေါ့နော်အနားမှာရှိရဲ့ပန်းကြံလေးတွေတက်ပဲပြီးလျှောက်ကြည့်ပြီးသွားခဲ့ကြတာဖြစ်ပါတယ်ကင်မရာကကျွန်တော်အခုမှစဝယ်ကားစားပါနော် Osmo Action 5ကိုဝယ်လိုက်တာပေါ့နော်ဝယ်ပြီးတော့အဲ့ဒါနဲ့စမ်းပြီးရိုက်ထားတာပေါ့နော်ရိုက်ကင်မရာရိုက်ချက်တွေမငြိမ်လှုပ် over လှုပ်လိုက်ဒီဘက်လှုပ်လိုက်ဖြစ်နေပေါ့နော်ဒီကကြဒီဗီဒီယိုကကြတော့ဗီယက်နမ်မှာရိုက်တဲ့ခါကျလို့ ready ဖြစ်အောင်ရိုက်တအောင်ဆိုပြီးလေ့ကျင့်တဲ့ဗီဒီယိုလေ့ကျင့်ဗီဒီယိုတွေနဲ့ရိုက်ထားတာပေါ့နော်တကယ်ဒါရိုက်ပြီးတော့လို့ဆိုရင်တော့ဗီယက်နမ်ကျလို့ဆိုရင်ကောင်းကောင်းလေတော့ရတဲ့ဆိုရင်ဗီဒီယိုရိုက်တဲ့ဆိုရင်တိုးတက်လာပါသေးလို့မျှော်လင့်ရတာပဲနော်ဒါတော့အခုကတော့စက်ရိုက်ထားဖြစ်တဲ့အတွက်ကင်မရာယူဆတွေမငြိမ်ဘူးဒီကဲတော့နိုင်ငံခြားမှာဒီများနှစ်ယောက်ရှင်တန်ရုံးကန်ကတာလွယ်တဲ့ကိစ္စတော့မဟုတ်ဘူးနော်ကျွန်တော်တို့သူများဒီလိုခက်ခဲတော့ပြကြည့်ဦးပေါ့နော်တချို့ကျွန်တော်တို့ပိုခက်ခဲလူတွေအများကြီးရှိမှာပါကျွန်တော်တို့လူငယ်လည်းဖြစ်သေးတယ်ကလေးလည်းမရှိသေးဘူးဖြစ်တဲ့အတွက်ခက်ခဲတော့အဲ့လိုမရှိဘူးဆိုပေမဲ့လည်းတကယ်ကိုယ်တက်အများကြီးခက်ခဲတဲ့လူရှိတယ်ပေါ့နော်ဘယ်နေရာမှာဆိုမြန်မာနိုင်ငံမှာမဟုတ်ဘူးတောင်ကိုရီးယားမှာမဟုတ်ဘူးဂျပန်မှာမဟုတ်ဘူးထိုင်းမှာမဟုတ်ဘယ်နေရာမှာပဲနေသူ့နေရာနဲ့သူ့ခက်ခဲရတော့ရှိတာပေါ့ကဲကိုလည်းအရင်တော့မြန်မာနိုင်ငံတနိုင်ငံမှာနေပြီးအမြင်ချင်းချင်းလေးနေတော့ဝိုင်းရအဲ့လိုလည်းမဟုတ်ပါဘူးပေါ့ခီးတွေပိုင်းသွားဟိုနိုင်ငံဒီနိုင်ငံတွေရောက်တဲ့ခါကျမှဘာကြီးဆိုအကျေကြီးပါလားကြီးပါလားတို့မှသူလူမျိုးစုတွေရှိတယ်ဒါမှဒီလူတွေနေလို့လို့သူရဲ့ရင်ကျင်းနဲ့သူရဲ့ယူဆနဲ့သူနေထိုင်ကြပါလားဆိုတော့မှမြင့်အစ်စ်တွေရတာပေါ့နော်အဲ့လိုလူတွေနားတယ်ပေးနိုင်တယ်ခွင့်လွှတ်ပေးနိုင်တဲ့ဟာမျိုးရှိတာပေါ့ကိုနေရာမှာကိုခက်ခဲနေကိုရုန်းကန်နေရတယ်လို့သူတို့ကလည်းသူတို့နေရာမှာသူတို့ခက်ခဲနေသူတို့ရုန်းကန်နေရတာပါလေသူကတော့အသက်ရှင်နေမှလည်းတော့ရုန်းကန်နေရမယ်လူတွေပဲလို့ပဲပြောရမှာပေါ့နော်ကျွန်တော်ပေါ့ညနာမှာလေကွင်းနေပေါ့လေကွင်းနေတော့သူကဂျပန်လာတဲ့လူဗျာဂျပန်လာတဲ့လူဆိုတော့လူချိုမာနေရဆိုတော့လောကလူစီကိုင်းနေရာမှာသူကနေခဲ့တဲ့လူဆိုတော့ကိုရီးယားရောက်လဲရောက်ဒီလူနေရာမှာသူကနေရသူကကြိုက်ဘူးနော်တိတ်တော့မကြိုက်ဘူးလူမရှိဘူးလူမစီဘူးပေါ့ထောင်ကြတယ်တော့ကြတယ်လို့ပြောတယ်ဒါပေမဲ့ကျွန်တော်ကဒီပတ်ဝန်းကျင်ဒီနေသားနဲ့ကျွန်တော်10 နှစ်လောက်နေခဲ့ရဆိုတော့ကျွန်တော်တို့တော့ကြားတယ်ကျွန်တော်လူရှုပ်တဲ့နေရာမျိုးလည်းမကြိုက်ဆိုတော့ကျွန်တော်တို့စင်ပြေမဲ့သူတို့တော့ပြင်းမှာပေါ့လေတခုဆိုတာသူကကြောက်ဂျပန်မှာဆိုလို့ဆိုရင်သူ့ညီကိုမောင်နှမတွေငွေချင်းတွေအများကြီးရှိတယ်အတိုင်းဝိုင်းအများကြီးရှိတယ်နော်ကိုရီးယားကသူလိုက်လာတယ်ဆိုတော့ကျတော့ကျွန်တော်မျက်နှာတစ်ခုတည်းနဲ့သူလိုက်လာတာပေါ့နော်ဒီမှာသူရဲ့ငွေချင်းပေါင်းတဲ့နဲတယ်မရှိဝေးတယ်ပေါ့နော်တကယ်လို့ရှိတဲ့လူတော့မှလည်းတကယ်ဝေးတယ်ဒီမှာတွေ့ရမယ့်ပေါင်းတဲ့မိတ်ဆွေမရှိဘူးပေါ့အဲ့လိုဖြစ်နေတာသူကကျွန်တော်မနက်7 နာရီလောက်သွားဆိုခါမှကြံခဲ့ညနေ9 နာရီလောက်ပြန်လာမှသူနဲ့တွေ့ရအဲ့တော့မှသူစကားကြီးပါပြောရတယ်အဲ့လိုဖြစ်တရားလေးနဲ့လက်ကမအားရောင်းနေစီးရဲ့တော်ရင်ရောက်သွားနော်ကြောက်တော့တော့ပေါ့ဘယ်လိုရလဲရလို့ဖွင့်အဲ့ဆိုရင်မိုးချုပ်တဲ့တိဖွင့်တာဖြစ်နော်မီးထုံးပါလားလို့သွားရသွားချမယ်လူရသည်ဆိုလို့ရှိရင်ဒီမှာနှင်းစီပန်းနေရဒီခြံစီကိုတောက်လျှောက်ပွင့်တာအခုချိန်ကတော့နည်းနည်းပဲရှိတော့တစ်ပွင့်နှစ်ပွင့်ပဲရှိတော့မလဲနေတော့နေရာထဲမှာတွေ့ရကိုရီးယားမှာနေတော့ကြီးစိုးနေရဟာဟုတ်ကဲ့နေတော့နေရာ
တဲဘက်ကိုလှည့်ဒီဟိုဘက်ကြီး နေကင်းကဆိုလို့ရှိရင်မာဒီဝန်းထဲမှာကားတွေအပြည့်ပဲ တဲဘက်ကိုလှည့် စိမ့်တော့လေတမျိုးပဲပြတော့သူတို့ယူတာပေါ့နော်ကျွန်မဒီမျက်နှာမြင်အေးချမ်းစတဲ့ရုပ်လေးအေးဘူးကင်နေတာပြောအေးဖုန်းကင်နေတာဝယ်ထားပြီဆိုတော့လေရမှာမလို့ရိုက်တာပေါ့ဟဲ့ကိုအလဲမပန်းနေပြီအရင်တော့မရှိဘူးလေတမျိုးတော့ဟိုနေရသေးတာတော့နော်ပြမယ်ပန်းညံနေဝင်တော့ဆိုပြမယ်အားနေပြမယ်ဟာကိုဟဲ့မသိဘူးမတော်ဓာတ်ပုံလာရိုက်လို့ရတယ်လေခွန်ကျလာပင်တာပန်းနေ तू ကအဲ့လိုမျိုးပြောင်းဆိုင်တာလားပန်းနေကိုထိုးကတော့ကသမီးတို့ကျူးလိပန်းနေ9လပိုင်းလား9လပိုင်းလား6လပိုင်းလားအဲ့ဒီတုန်းကကျတော့ဒီမှာကျူးလိပန်းနေအပြည့်ပဲဟာအခုသူ့ရသည်လေးကိုရဲ့မြက်ခင်းရလေစိမ့်သွားသူ့ရသည်လေးမှာလာပင်တာလေးတွေပါခရင်ရောင်လေးနဲ့မလေးကြီးဒီမှာကြည့်ရ မမတို့တွေပြေးလာပါလေနော်ပြင်းခါပါလီ အေးပြင်းနေနေတာတော့အပြည့်ပဲလာပင်တာတွေသိငင်မနေဟိုဟာဆိုလို့ရှိရင်တော်တော်လှပါပန်းချန်ပန်းတွေကမြို့ရဒီမှာလာလို့ဆိုပန်းတမျိုးပန်းတွေပြောင်းနေနေရာတွေပြောင်းနေစိုက်ခင်းတွေပြောင်းနေဆောက်ရဒီမှာဆိုတမျိုးဖြစ်တယ်မြို့ရဒီမှာတမျိုးဖြစ်တယ်မြို့ရဒီမှာတမျိုးဖြစ်တယ်အဲ့လိုသူကလည်းသူပြောင်းဆိုင်တာလေးပန်းတွေလည်းမတူကြဘူးနေရာတွေလည်းမတူကြဘူးဒီဇိုင်းမျိုးထွင်ပြီးတော့သူလုပ်ကြရပါတော့ကင်မရာတော့နေတော့ကောင်းမှုတွေလက်တွေဟိုရန်ဒီရန်နဲ့ဆိုတော့အဲ့ဒီလိုရိုက်ဟိုဘက်ကိုဆွဲဒီဘက်ကိုဆွဲတာဆိုတော့ခေါင်းတော့နည်းနည်းမူးလိုက်ပဲတီးခံပြီးကြည့်ပြီးကြပါyou know ကျွန်တော်လည်း view cam video တွေမရိုက်တတ်ဘူးမရိုက်ချင်ဘူးပေါ့နော် shut down ဘာလို့လဲဖြစ်နေတော့ဘာကြတော့ဟိုမိဘတွေနဲ့ဝိကွာပဲနေရတယ်ကိုကြီးရဲ့မိဘတွေကမြန်မာနိုင်ငံမှာကျန်ခဲ့သားသမီးတွေကနည်းနည်းရဲကိုနိုင်ငံကြီးထွက်လာပြီးတော့ချိန်ကြီးကုန်ဆုံးကြတယ်ဆိုတော့တော်အိမ်လည်းပြန်ပြေးကြအောင်မိဘတွေနဲ့ဆွေးနွေးနေလည်းမတွေ့ပြကြအောင်စဉ်းစားထားတာကြတော့ကိုကြီးရောက်တဲ့ညာလေး view ရိုက်ပြီးတိုင်းမတယ်လို့ဆိုကိုကြီးမိဘတွေကြည့်ပြီးပဲပေါ့နော်သူတို့တော့ဘယ်မှသွားလို့တော့မရတော့ဒါပေမဲ့ကျွန်တော်တို့ဗီဒီယိုတွေကြည့်ပြီးသူတို့လည်း live ပါလိုက်ကြည့်ရှုလို့ရအောင်ဆိုပြီးတော့အဲ့လိုခံစားချက်နဲ့ခုနောက်ပိုင်းဗီဒီယိုရိုက်ပြတယ်ပေါ့နော်သူတို့ကြည့်ရင်ကြည့်လို့ရအောင်ပေါ့ဒီအတိုင်းပဲမိသားစုတူစုမှာအကိုကထိုင်းအောင်သွားတယ်ကျွန်တော်တို့စင်အကိုကြီးအမရထိုင်းမှာကျွန်တော်ကအကိုကြီးရမှာအဲ့လိုမျိုးဆိုတော့သူတို့ရကျွန်တော်တို့ဗီဒီယိုတွေကိုမိဘတွေကကြည့်မယ်ဆိုလို့ဝိုင်းစုပြီးကြည့်ကြတာပေါ့ဥပမာကျွန်တော်ဗီဒီယိုတစ်ပုဒ်ကိုမိသားစုတူစုတော့ဝိုင်းစုပြီးကြတော့ဖုန်းတူထောင်းလိုက်ထောင်းပြီးတော့ကျွန်တော်ရဲ့အဖေအမေသူတို့ရနီးပြတာပိုင်းနေမသိတဲ့ခါကျတော့တယောက်ကဗီဒီယိုတစ်ပုဒ်ကိုပြလိုက်မယ်ဆိုရင်သူတို့ဝိုင်းစုပြီးကြည့်ကြတဲ့မျိုးပေါ့နော်မသိလို့ဆိုရင်တော့ကျွန်တော်ငယ်တော့စကားကြည့်သလိုမျိုးဒီရွေးရှင်တကားကိုထိုင်ပြီးတော့မိသားစုလိုက်ဝိုင်းကြည့်ကြသလိုဖြစ်နေမှာပေါ့နော်ကျွန်တော်အဲ့လိုပဲထင်တယ်ပေါ့တော့ပဲအဲ့လိုမျိုးရိုက်ဖြစ်တယ်ဆိုတာလည်းသူတို့သိရမလားရင်တော့ဆိုလို့ကျွန်တော်တို့အလှူတွေပါတယ်ဆိုရိုက်တယ်လို့ဆိုကိုယ်အိမ်မှာအလှူတစ်ခုလုပ်ပဲဆိုလို့ဆိုရင်မှတ်တမ်းတွေဗီဒီယိုမျိုးလုပ်ကြတယ်ဗျာဗီဒီယိုဆိုအဲ့မှတ်တမ်းတွေဗီဒီယိုစီအဲ့ခွေတွေကိုဟိုတခြားအဲ့အလှူတစ်ခုကိုမရောက်တဲ့အမျိုးဆွေမျိုးတစ်ခုကဆွေမျိုးတယောက်ကအိမ်လာတဲ့ဆိုရင်အဲ့အလှူကိုသူကမကြုံခဲ့လို့ဆိုရင်သူ့ကိုပြဖို့တက်ဆိုအဲ့ခွေထိုးပြီးတော့အရင်ကပြတတ်ကြတယ်ဗျာအဲ့ဒီကကျွန်တော်ဆိုလို့ရကြတော့တကယ်လို့ကျွန်တော်ဘယ်လိုပြောမလဲအခုသွားတယ်ဒီသွားတယ်ဟိုနေရာရောက်ခဲ့တယ်ဒီနေရာရောက်ခဲ့တယ်ဆိုတဲ့ဟာကိုမိဘတွေပြန်ပြကျင်တာမျိုးမိဘတွေကလည်းပြန်ကြည့်ကျင်တဲ့ခါဆိုကြဒီလိုဟာဗီဒီယိုလေးကိုပြန်ကြည့်လို့ရအောင်ဆိုရွေးချက်တဲ့ဒီလိုဟာမျိုး live ဖြစ်ခဲ့တာပေါ့နော်ထွေထူးကတော့မဟုတ်ပါဘူးဟိုလို blog ကြီးတွေ blogger ကြီးတွေအဲ့လိုမျိုးတော့မဟုတ်ဘူးသူတို့အတွက်ရွေးလိုက်လို့လည်းမဟုတ်ပါဘူးညနေပဲစနေနေ့မဟုတ်တာဂျာရက်ပေါ့နော်ဂျာရက်တောက်ကြနေဂျာရက်ဖြစ်တဲ့အတွက်လူတွေလာမလာကြအောင်မှာလူရှင်းတဲ့တော့အဲ့အကြောင်းဖြစ်တယ်ပုံမှန်ဆိုတော့စနေနေ့ဆိုတော့လူတွေများတယ်ပေါ့နော်
တော့လှတယ်ဗျညနေနေဦးချင်းနေအိမ်အောင်တောက်တဲ့ချိန်นี้နဲ့ဆိုတော့အရောင်လေးကတော့လှဒါပေမဲ့လက်တွေကတော့မငြိမ်ဘူးလက်တွေဟိုရမ်းတည်တယ်နဲ့ကမဗီဒီယိုကအရန်လှုပ်ဗီဒီယိုလေးရိုက်နေတယ်လေကျွန်တော်ကြီးချူနေလူတွေကကိုယ့်ကိုမိတ်မဆက်ပေးရတယ်မိတ်ဆက်ပေးလိုက်ပါဦးမယ်ကျွန်တော်ကနောက်တစ်7မှာ10တန်းဖြည့်ပြီးတော့အောင်စင်းတော့မထွက်သေးတဲ့အချိန်မှာထိုင်းနိုင်ငံကိုလှုပ်ဖို့သွားခဲ့ရပါတော့အမအိမ်နဲ့လှုပ်လို့သွားခဲ့တယ်အဲ့မှာ2နှစ်ကျော်3နှစ်လောက်နေပြီးတော့ပြန်လာပြီးတော့တောင်းတက်တယ်ဟိုကောလိပ်တက်တယ်ဒါပေမဲ့ကောလိပ်တော့ကိုပထမနှစ်ဝတ်တော်မဖြစ်ရသေးဘူးဆိုင်ငယ်တိုက်လို့ဆိုပြီးတော့ဒီဘက်ရလည်းပတ်စံကုန်နေကိုကလည်းအကြောင်းနေညာစိတ်မပါဘူးဖြစ်တဲ့တော့အိမ်ကလည်းပတ်စံထပ်မတောင်းလက်ဖြတ်မတောင်းတာမျိုးမဖြစ်ချင်တော့တဲ့အတွက်ကိုရစာဟိုအဖေရဲ့စီမံခန့်ခွဲမှုနဲ့ဟိုအဖေရဲ့အုပ်ချုပ်မှုအောက်မှာအဖေရဲ့အကြံပေးလမ်းညွှန်မှုအောက်မှာကိုရတဲ့အောင်တက်တယ်အဲ့ရစာပြီး2နှစ်လောက်စောက်ပြီးတော့ကိုရနိုင်ငံရောက်ခဲ့တယ်နော်19လောက်မှရောက်ခဲ့တာနော်အခုဆိုလို့စရင်ကိုရရောက်တာ10နှစ်ပြည့်တော့မယ်ချိန်ရရမ်းမြန်နေမိနစ်တစ်နေ့ရလို့ပဲသိရမလားကြားထဲမှာဖြစ်သွားတဲ့ကိစ္စတွေအများကြီးရှိရပါတော့နိုင်ငံအနှံ့မှာဖြစ်သွားတဲ့ကိစ္စတွေအထူးသဖြင့်မြန်မာနိုင်ငံမှာဖြစ်သွားတဲ့ကိစ္စတွေအများကြီးရှိဒါပေမဲ့စိတ်ထဲမှာကတော့ကိုရောက်ဆက်ရောက်တဲ့2019ကျွန်တော်22လောက်မှာကနေပြီးအခုချိန်2029ကျွန်တော်31လောက်ဒီအချိန်ကအများမြန်တယ်လို့ခံစားရတယ်ပေါ့နော်အချိန်ကတော့လက်ပတ်နေအောင်ပါကျွန်တော်တို့လည်းဘယ်ချိန်သက်ဆက်ရှင်ရနေမှာမသိဘူး哈土哈古哈土的这家哈古哈土加班几点加的大米果你过来跟我讲啊你自己呢哎你那偷偷演呢漂亮呀对မွေးတယ်ဒီဘက်ကိုလည်းရှိတယ်ကျွန်တော်တို့ဆိုရင်တော့ဒါရှေ့ပြောင်းခြေချတဲ့သူလို့ခေါ်တယ်ပေါ့နော်လောက်တာ10နှစ်လောက်ရှိဆက်လက်ပြီးတော့လေဝန်နေထိုင်မှမို့တော့လေရုံးကန်ကြိုးစားနေရတော့မယ်ပေါ့ဒီချိန်ကြီးဆက်နေရအောင်မလဲဆိုလည်းမသိနိုင်သေးဘူးကျွန်တော်မျိုးသမီးကတော့ကျွန်တော်ဒီရောက်တာမကြသေးဘူးပေါ့လာပိုင်းလောက်ပဲရှိတယ်သူကအရင်ကဂျပန်မှာလှုပ်နေဂျပန်လှုပ်ပြီးဂျပန်နေပဲကိုရောက်လာခဲ့တာပေါ့နော်အဲ့လိုမှမဟုတ်ရင်လည်းကျွန်တော်တို့ဘယ်ချင်းဒီမင်္ဂလာဆောင်ပြီးတော့ဘယ်ချင်းဒီခွဲနေရမှလည်းမသိဘူးလေအဲ့တော့အသက်ကြီးလည်းကြီးနေပြီဆိုတော့လူလုံးလိုက်မှပဲငါကူအခြေချနေလို့ရမှာပေါ့လေတော့မဟုတ်ရင်ဘယ်ချင်းဒီတယောက်တည်းနေရာတစ်ခွဲတစ်ပြားစီနေရမှမသိဘူးအဲ့ကြောင့်လည်းအနာနီးအောင်ခေါ်လိုက်တာပေါ့ပိတ်ရမရှိဘူးလားမင်းတို့မပိတ်ဘူးလားမသိ
ဝင်ကြည့်လို့ရလား ရတယ် ရပါဘူး ဒီမှာအေးလာမှုအေးလာ အေးပါလား ဒီကိမှာပဲနော် တတိယမိုးရွာလိုက်နေဘူးတိုင်းနဲ့ဆို ဟာဝီရပါလေဒီဟာဝီရ ပါဝီ ဟာလည်းဝီရအမေနဲ့ အမြန်နဲ့ပြန်ထွက်သွားတာ This is S ပါအစ် S ဒီန်ဒီန် ရတရပြီးတော့စိတ် ကျွန်တော်လူသားတွေကတော့တက်ဆက်ရှင်နေအောင်ပါမယ်ဆက်ပြီးရုန်းကန်လှုပ်ရှားနေအောင်ပါပဲကဘာကြီးကလည်းဆက်လက်လက်ပတ်နေအောင်ပါပဲကျွန်တော်တချို့နေရာမှာဘယ်နေရာမှာဘယ်သူတွေရှိတယ်ဘယ်သူနေရာမှာဘာတွေလုပ်နေရဆိုတော့တခြားရက်ကလူတွေသိနိုင်နေမှာသိနိုင်နေမယ်ဒါပေမဲ့လူတိုင်းကကိုယ့်နေရာနဲ့တူကိုယ့်ရဲ့အသက်ဆက်ရှင်မှုနဲ့တူကိုယ့်ရဲ့ရုပ်ကံမှုနဲ့ကိုကြိုးစားလှုပ်ရှားရုန်းကန်နေကြတာပေါ့ဒါအဲ့ကြားတွေကမှကိုယ့်ရဲ့ပျော်ရွှင်မှုကိုယ်တိုင်မှရှာဖွေကြရတာပေါ့လေအဲ့လိုရှာဖွေတဲ့နေရာမှာလည်းပျော်ရွှင်မှုရှာပဲနေရာမှာလည်းဘာလို့သူထိခိုက်တာမျိုးမဟုတ်ပဲနဲ့ကိုယ့်ရဲ့ပျော်ရွှင်မှုအတွက်ကိုယ့်ရဲ့ကောင်းမွန်တဲ့ပျော်ရွှင်မှုအတွက်ကောင်းမွန်မှန်ကန်တဲ့အလုပ်လုပ်ရင်းနဲ့ပဲပျော်ရွှင်မှုကိုရှာဖွေနိုင်ပါစေလို့ဆန္ဒပြုတယ်ပေါ့နော်အားလုံးရဲ့သိခံမှုကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ် ဒီမှာအောက်မှာဘေးအပေါ် ဘိုင်ဘိုင် လူကောင်မတို့ရဲ့